သူသားရဲ့အိမ်အောင်ရေးကိုကာကွယ်ခြင်းနဲ့ရက်ဆက်တဲ့မိခင်တယောက်ဟာကြောက်စရာကောင်းတဲ့အစီအစဉ်တစ်ခုကိုကြံစည်ခဲ့ပါတယ်။ညံရည်မမီတဲ့သမီးဖြစ်သူအေမီကိုပုံနာမတန်ကစားရအောင်လို့လှည့်စားပြီးရေအိုးကြီးတဲ့ဝင်ခိုင်းခဲ့တာပါ။သူမကပြုံးပြုံးလေးနဲ့ဘာပဲဖြစ်ဖြစ်အတန်မထွက်ဖို့အေမီကိုပြောလိုက်တယ်။ဒီနေ့မောင်လေးမင်းစာကသူ့ရီးစားကိုအိမ်ခေါ်လာမှာမို့လို့ပါ။အိမ်မှာစိတ်မနှံ့တဲ့အမရှိတာတိတာနဲ့မိန်းကလေးတွေကချက်ချင်းညင်းကြလို့အရင်ကလည်းအောင်သွဲပွဲတွေအချင်းချင်းပြက်ခဲ့ဘူးတာလေ။ဒီတခါတော့နောက်ခံကောင်းတဲ့မျိုးပြကောင်မလေးတယောက်နဲ့အဆင်ပြေသွားတော့မိသားစုတစ်ခုလုံးဒီအခွင့်အရေးကိုလက်လွတ်မခံချင်ကြဘူး။ဒါကြောင့်အေမီကိုဖွက်ထားဖို့ဆိုတဲ့အယုံမာဆုံးနီလန်းကိုရွေးလိုက်ကြတယ်။လမ်းခုလက်ကနေပြန်မထွက်လာနိုင်အောင်အမေဖြစ်သူကအဖုံးပုံမှာလေးလံနဲ့ကြောက်တုံးနေနဲ့ပါဖိထားခဲ့တာပါ။ဒါပေမဲ့ကြောက်တုံးတွေရွှေ့ရင်ဘေးကရေပါးတကားကိုမတော်တဆတိုက်မိပြီးပွင့်သွားပါတယ်။အဲဒီနောက်ရေအေးတွေအိုးတဲ့တိတ်တဆိတ်စီးဝင်သွားပေမဲ့ဘယ်သူမှသတိမထားမိလိုက်ပါဘူး။ဒီဆုံးဖြတ်ချက်ကပဲသူတို့မိသားစုကိုတစ်သက်လုံးခြောက်လန့်မဲ့အိမ်မဆိုးဖြစ်လာမယ်ဆိုတာဘယ်သူမှမယိမ့်မိခဲ့ပါဘူး။မကြခင်မှာပဲမင်းစာကရီးစားအန်နာနဲ့သူမရဲ့မိဘတွေကိုအိမ်ခေါ်လာပါတယ်။တမိသားစုလုံးကလည်းတာယာပျော်ရွှင်တဲ့အိမ်အောင်စုလေးဖြစ်အောင်ဟန်ဆောင်ပြီးအပြုံးနေနဲ့စီးကြိုခဲ့ကြတာပေါ့။အမှန်တရားကိုဖုံးကွယ်လေးပိုတန်တရားဝင်စရာကောင်းလေပါပဲ။အန်နာကလိပ်ပြဆန်းချက်လေးတွေ့လိုက်တော့အမေဖြစ်သူကအေမီရဲ့လွှင့်ပြမဲ့အယုတ်ဟောင်းလေးပါလို့ပြပြသလေးညင်းပါတယ်။အဲ့ဒီအချိန်ခြံထဲကချောင်းဆိုးတန်တက်တဲ့ကြောင့်ရေဦးတဲ့ပိတ်မိနေတဲ့အေမီမှန်သိလိုက်ရပါတော့တယ်။အိမ်ဟောင်းကြီးကအတန်မလုံလို့ဘေးအိမ်ကအတန်မှာဆိုပြီးအဖေကချက်ချင်းလိန်လိုက်တယ်လို့မင်းစားညီမကြောင့်အန်နာမေးတော့လေအမေကအေမီဟာအိမ်အောင်ကြပြီးအဝေးကိုပြောင်းသွားပြီလို့အေးအေးဆေးဆေးပဲထက်လိန်ပြန်တယ်။ဒါပေမဲ့အိုးထဲမှာတော့လုံးဝခြားနာတဲ့ကဘာတစ်ခုရှိနေခဲ့တာပါ။မှောင်မိုက်ပြီးအေးကင်းနေတဲ့နေရာချင်းလေးတွေမှာရေအေးတွေတဖြည်းဖြည်းတက်လာခြင်းအီမီတယောက်ကွေးကွေးလေးပုံနေရရှာပါတယ်။ငငယ်ကအဆုတ်တန်းရကြောင့်အသက်ရှူကခတ်နေပြီမဲ့အမေမာခဲ့တဲ့စကားကိုသတိရပြီးဘာတန်မှမထွအောင်အတင်းအောင်ထားခဲ့ရတာပါ။ဒီနေ့ကသူ့မောင်လေးဘဝရဲ့အရေးအကြီးဆုံးနေ့လေဒါကြောင့်ဒီမင်္ဂလာပွဲကိုသူဘလူးမှအပြတ်စီမခံနိုင်ပါဘူးမိသားစုကိုမဆန့်ကျင်ရတဲ့မင်းစားဟာအပြစ်မကင်းတဲ့စိတ်နဲ့အေးမီလက်ထဲဖုန်းတစ်လုံးခိုးထည့်ပေးပြီးနံပါတ်ကိုဖိပြီးသူ့စီတိုက်ရိုက်ခေါ်ဖို့တိုးတိုးလေးပြောခဲ့ပါတယ်ဒါဟာသူ့ရဲ့နောက်ဆုံးကျင်နာမှုဖြစ်တယ်လို့အဆိုးရွားဆုံးနမိတ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်အဲ့ဒီညနေမှာအန်နာမိဘတွေကမင်းစာကိုအယမ်းသဘောကျပြီးနောက်နေ့မြို့ပေါ်မှာနှစ်တစ်ကူညစာအတူစားဖို့ဖိတ်ခဲ့ပါတယ်။ဒါကလက်ထပ်ဖို့တေးကြတဲ့လောက်ဖြစ်သွားတာမို့တမိသားစုလုံးချက်ချင်းသဘောတူလိုက်ပေမဲ့ဒါရဲ့တကယ်အထိပ်ပဲဦးတော့ဘသူမှမယိမ့်မိခဲ့ကြပါဘူး။အေမီရေဦးတဲ့စက်ပိတ်မိနေတော့မဲပေါ့။နောက်နေ့မှာမင်းစားမိသားစုကအန်နာရဲ့ဇင်းခန့်အိမ်ကြီးကိုရောက်လာပြီးအန်နာရဲ့အကြောင်းပျော့ပျော့ရွှင်ရွှင်ပြောနေကြတော့ရုတ်တရက်မင်းစာဖုံးမိလာပါတယ်။ဖုံးမြတ်နေပြင်ပေါ်မှာမတိတဲ့နံပါတ်တစ်ခုပေါ်လာပေမဲ့အမောင်ထဲကနေအားတင်းပြီးအကူညီတောင်းနေတဲ့အေးမီစီယာဖုံးမှန်သူလုံးဝမသိခဲ့ဘူး။ဒါပေမဲ့ရောက်ခမလောင်းနေရှိမှရိုင်းပြတယ်လို့ဖြစ်မှာဆိုလို့သူကဖုံးကိုပယ်ချလိုက်ပြီးစပန်ဖုံးဖြစ်မှာပါလို့ဟန်ဆောင်ရဲကပြောလိုက်ပါတယ်။တခြားတစ်ဖက်မှာတော့အေမီယာစကားတော်မပြောနိုင်တော့ပဲသူမရဲ့နောက်ဆုံးအားအိမ်ကိုသုံးပြီး voice message တစ်ခုခြံခဲ့ပါတယ်။တုံရီနေတဲ့သူမရဲ့အတန်ထဲမှာကြောက်ရွံ့မှုနဲ့စိတ်ပြက်အားငယ်မှုတွေအပြည့်ပါပဲ။အဖေအမေနဲ့မောင်လေးကိုတိုးတိုးလေးခေါ်ရင်စက်မတန်းခံနိုင်တော့ဘူးလို့သူမရည်ရွယ်သွားခဲ့ပါတယ်။ညနေမှမိသားစုတွေပျော်ပျော်ပါးပါးအိမ်ပြန်ရောက်လာကြပြီးအဲဒီတော့မှအဖေကအေမီเจ้าကိုတတိယလို့မေးမိတာပါ။အဲ့ဒီအချိန်မှာပဲအမေကအဖုံးပုံမှာပိုလေးတဲ့ကြောက်တုံးကြီးထပ်တင်ထားခဲ့မှသူတိလိုက်ရပါတယ်။အေမီတယောက်တည်းဘလို့မှရုံးမထွက်နိုင်တော့ဘူးဆိုတာတိလိုက်ရလို့အဖေမျက်နှာချက်ချင်းဖြူဖြောသွားပါတော့တယ်။ချက်ချင်းပဲမိသားစုတစ်ခုလုံးခြံထဲကိုအလန့်တကြားပြေးသွားပြီးကြောက်တုံးတွေကိုဖဲကအိုးဖုံးကိုဖွင့်လိုက်ကြတယ်။ဒါပေမဲ့အိုးတွေကဘာတန်မှထွက်မလာတော့ပဲအေမီကတော့အေးဆန်နေတဲ့ရီထဲမှာငြိမ်သက်လို့နေပါပြီ။အေးဆန်နေတဲ့သူမလက်ထက်ကဖုံးမှာမောင်လေးစီခေါ်ထားပြီးမြဲမကင်ခဲ့တဲ့ဖုံးခေါ်ဆိုမှုရှိနေတော့မှာပဲ။